ကဘာကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ပေါ့နော်ဒီအခုဒီကလေးဒီ runner လေးကိုသုံးပြီးတော့ကျွန်တော် lighting လေးတွေဘယ်လိုဆက်မလဲဘယ်လိုချိန်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့ပြောချင်တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ IND YouTube channel ကနေမှမိတ်ဆွေတို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် device tutorial လေးကိုထပ်ပြီးတော့တင်ဆက်လိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်အရင်ဗီဒီယိုတွေရဲ့အဆက်ပေါ့နော်ဒီ D5 ကိုနည်းနည်းလေးကျွန်တော်တစ်ဆင့်မြင့်ပြီးတော့ထပ်ပြီးတော့လေ့လာကြမယ်ပေါ့နော်ဒါကဘာကျွန်တော်လည်းဒီထပ်ပြီးတော့လေ့လာကြည့်လိုက်အောင်ဒါကဘာကျွန်တော်ရဲ့ဒီပေါ့နော် YouTube channel ကိုကြည့်ရှုနေတဲ့မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဒီရက်နေ့လည်းပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေ့ဆုတောင်းလိုက်ပါတယ်โอเคကျွန်တော်ဒီနေ့ဘောနော် D5 ကိုဘယ်လိုမျိုးလေးတစ်ဆင့်မြင့်ပြီးတော့ကျွန်တော်ထပ်ပြီးတော့လေ့လာမယ်ဆိုတာကိုကျွန်တော်တို့နဲ့တူတူစလိုက်အောင်ပေါ့နော်ကျွန်တော်ပထမဆုံးဒီပေါ့နော်ဒီ sketch file ကို import လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ထုံးစံတိုင်းပဲ file import ပေါ့နော်ဒါကတော့ကျွန်တော်ဒီ sketch ကနေမှဒီ sketch file ကိုဒီ D5 ကို import လုပ်တဲ့နည်းနဲ့သုံးထားတာပေါ့နော်နောက်ကြလို့ရှိရင်တော့ဒီ sketch နဲ့ဒီ file နဲ့ကျွန်တော်တိုက်ရိုက်ချိတ်ဆက်ပြီးတော့သုံးတဲ့ဟာလေးကိုလည်းကျွန်တော်ပြပြမယ်ပေါ့နော် okay ဒါဆိုရှင်ဒီ sketch file လေးကိုကျွန်တော် import လုပ်လိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအောက်မှာပေါ့နော်ဟာနေတယ်ပေါ့အဲ့ဒါဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီအောက်မှာကျွန်တော်တို့သူရဲ့ဒီ model ကဒီ sketch model ရရှိနေတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလောက်တော့အဲ့လိုဆွဲချပလိုက်ပေါ့နော် okay ဒီလိုလေးရရပေါ့နော် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ open move ဖြစ်နေတယ်ပေါ့နော်open move ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော် file move လေးပြန်ပြီးတောင်းရမယ်နော် okay okay ကျွန်တော်တို့ဒီပေါ့နော်ပုံစံတိုင်းပဲပထမဆုံးအပင်လေးတွေပါလေးတွေကျွန်တော်တို့စိုက်လိုက်မယ် okay အပင်လေးတွေကျွန်တော်စိုက်လိုက်မယ်ပေါ့နော်okay ဘာနော်ကျွန်တော်ဒီ model လေးကတော့ကျွန်တော်ဒီ sketch file လေးကိုချီဝါကနေကျွန်တော်တောင်းထားတာပေါ့နော်ကျွန်တော်ဆွဲထားတော့မဟုတ်ဘူးဒီပေါ့နော်တခြားဆွဲထားတဲ့ဟာလေးကိုကျွန်တော်ဒီ runner လုပ်ကြည့်ရပါတော့အဲ့တော့ကျွန်တော်တို့အပင်လေးစိုက်တဲ့ခါမှာဒီနေရာလေးတွေပေါ့နော်အဓိကအပြင်ဒီဘက်ပေါ့နော်သူရဲ့ဒီမှာဆိုရှင်ကျွန်တော် chance CEO အနေနဲ့ဆွဲထားတာမရှိဘူးနော်ကိုက sketch မှာဆွဲပြီးတော့ chance CEO အနေနဲ့ထည့်လိုက်လည်းရရပါတော့ဒီမှာဆိုကျွန်တော်အဲ့လိုမျိုးထည့်ပေးနေအပင်လေးနဲ့ပဲကျွန်တော်လုပ်ဖို့စဉ်းစားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီမှာ chance CEO အပင်လေးကိုကျွန်တော်ရှာပြီးတော့ထည့်လိုက်မယ်okay ပါနော်ကျွန်တော်ဒီနည်းနည်းလေးကြည့်ပြီးရှောင်းပြောင်းဒါလေးထည့်လိုက်မယ်ပေါ့နော်ဒီလိုလေးထည့်လိုက်မယ်အဲ့တော့ကျွန်တော် view လေးချိန်မယ်ပေါ့နော်အဲ့တော့ကျွန်တော် view လေးချိန်မယ်ဒါတွေကတော့ကျွန်တော်တို့အရင်ဗီဒီယိုမှာကျွန်တော်ပြပြထားပြီးသားဆိုတော့ကျွန်တော်တော်တော်များများတော့ဒီဗီဒီယိုဖြစ်မှာပါ okay ကျွန်တော် view လေးချိန်လိုက်ပါမယ်ဒီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကင်မရာရဲ့အရက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့1.2 မီတာလောက်ကနေချိန်မယ်ဒါပေါ့နော်ဒါဆို1မီတာလောက်မှချိန်တယ်ရတယ်ဒါဆို1မီတာပေါ့ဒီလောက်ကနေကြည့်မယ်ပေါ့နော်အဲဆိုရှင်ကျွန်တော်ဒီမှာကြိုက်ပြီဆိုရင်ဒီဆင်းလေးပဲမယ်ဒါတော့ကျွန်တော်ဒီဗီတာတွေပဲနော် okay ပေါ့နော်ကျွန်တော် view ချိန်ပြီးဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုရင်ပထမဆုံးဒီ lighting ဆက်တဲ့အဆင့်ကိုတွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ lighting ဆက်တဲ့အဆင့်မှာ lighting ကိုဘယ်လိုဆက်ရမလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒါ environment တွေကျွန်တော်အရင်ဗီဒီယိုမှာဆိုရင်အလွယ်ပေါ့နော် environment တွေကိုကျွန်တော်တို့ဒီကနေပြောင်းတယ်ဒီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလိုပြောင်းခဲ့တာရှိတယ်
ပြီးလို့ရှိရင် AGI အပိုင်းထည့်တာမျိုးတွေရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုရှင်တက်ချာနဲ့ကျွန်တော်ဒီပေါ့နော်ရောနေတဲ့အတွက်ဒီ lighting ဆက်ရတာနည်းနည်းလေးပေါ့နော်အခက်အခဲရှိအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် display တွေသွားပြီးတော့ကျွန်တော်ဒီမှာ click ကိုကျွန်တော်လုပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူရဲ့အားတွေအကုန်လုံးကဒီ click runner လေးဖြစ်သွားတာပေါ့နော်ကျွန်တော်ဒီ man ဒီလောက်ပဲကျွန်တော်တို့ဒီချန်ခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့ဒီပုံစံတိုင်းလေးနဲ့ကျွန်တော် lighting ကိုချိန်မယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ view ချိန်တဲ့အခါမှာကျွန်တော်တို့ဒီတက်တိုင်ကတော့ဒီမှာဆောင်းဆောင်းလေးဖြစ်နေတဲ့တိုင်းနဲ့မညီဘူးပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင် camera တွေကနေf8 ဆိုတာတွေနေပြီးတော့ 2 point perspective ဆိုတာတွေချိန်လို့ရပါဘောเนาะဒါဆိုရင်ဒီဟာလေးကတန်လေးဖြစ်တော့ပေါ့เนาะကျွန်တော်ဒီဟာကိုအရင်ဗီဒီယိုပြောခဲ့လိုက်ရအောင်ပေါ့เนาะခုမှပဲကျွန်တော်ကြုံလို့ပြောလိုက်တာပေါ့เนาะโอเคအရင်ဗီဒီယိုကြည့်နေတဲ့ဆိုရင်တော့ဒီဗီဒီယိုလေးထပ်ကြည့်လိုက်တာ ਨੇ ပို့ပြီးတော့ကောင်းသွားလိမ့်မယ်ပေါ့เนาะဒီပို့ပြီးတော့ဒီသွားလိမ့်မယ်ပေါ့เนาะโอเคအဲ့ဆိုရင်ဒီလိုလေးရရပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်ကိုကဒီပေါ့เนาะဒီ lighting ကိုအဓိကထားပြီးလုပ်မှာလား nice lighting ကိုအဓိကထားပြီးလုပ်မှာလားဆိုတာလည်းရွေးရမယ်ပြီးလို့ရှိရင်ကိုကဒီပေါ့နော်ဒီမိုးရွာပိစာအချိန် overcut မှုတွေကိုလုပ်မှာလားပေါ့နော်ပြီးလို့ရှိရင်ဒီ census မှုတွေလုပ်မှာလားဒီပုံမှာမူတည်ပြီးတော့ကိုက lighting လေးတွေကိုကျွန်တော်တို့ဒီကစားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရှင်ပထမဆုံးဘာလုပ်မလဲဆိုရှင်ဒီပေါ့နော်ဒီမှာဆို auto exposure ဆိုတာရှိရပေါ့နော်အဲ့တော့ကျွန်တော် auto exposure တော့ကျွန်တော်ပိတ်လိုက်မယ်ပေါ့နော်အဲ့ဆိုရှင် exposure ကြီးအလင်းလင်းနေတဲ့ဟာဖြစ်နေတယ်ပေါ့နော်ကျွန်တော်နည်းနည်းကျော်ထားလိုက်ပြီပေါ့နော်ပြီးတော့မှကျွန်တော်တို့လိုချင်တယ်လို့ပြန်ပြီးတော့ချိန်မယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီ lighting လေးပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်း lighting လေးကိုလည်းကျွန်တော်ဒီပေါ့sunset ဆို sunset မှုလေးဖြစ်ဖြစ် overcast မှုလေးဖြစ်ဖြစ်ဒီပေါ့နော်ကိုကြိုက်တဲ့မှုလေးတစ်ခုပြီးတော့ဒီ charge လို့ရတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာနည်းနည်း overcast မှုလေးကိုနည်းနည်းတွားကြည့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးဒီကျွန်တော် HCI ဖိုင်ကိုပဲကျွန်တော်သုံးလိုက်မယ်အဲ့တော့ဒီချိန်ကနေမှကျွန်တော်ဒီမှာ Anderson Sunset ပေါ့နော် Sunset လေးရှိတယ်အဲ့တော့ overcast ဆိုတဲ့တိမ်ကတော့ cloudy ပေါ့နော်နည်းနည်းတိတ်ထူ Okay ပေါ့နော်ဒါဆိုရင်ဒီရဲ့ဒီပေါ့နော် HCI ဖိုင်လေးကကျွန်တော်အလုပ်လုပ်နေပေါ့နော်ဒါဆိုရင်သူ့ရဲ့ဒီပေါ့နော် sense ဟိုလေးပေါ့အဲ့တော့ကျွန်တော်တို့ rotate လဲလဲလို့ရတယ်ပေါ့နော်ဘယ်ဘက်ကနေဝယ်အဓိကယူမှာလဲပေါ့နော်အဲ့ဒါကိုယ့်ရဲ့ဒီ lighting လေးကိုဘယ်ဘက်ကပဲထိုးစေချင်တာလဲဘယ်ဘက်ကပဲကျွန်တော်တွားစေချင်တာလဲပေါ့နော်အဲ့လိုမျိုးလေးယူလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီဘက်ကနေထွန်းတာလေဒီဒါဆိုရင်ဒီပေါ့နော်တဲပေါ့နော်ဒီတဲတောင်းကနေမှသွားတယ်အဲ့တော့ကျွန်တော်ကတော့ဘယ်ဘက်ကယူနေဆိုဘက်ကနေမှနည်းနည်းထိုးတဲ့ပုံစံလေးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာလေးမှာလင်းနေမယ်ဒီနေရာလေးကမောင်းနေမယ်ဆိုတော့ပုံစံမျိုးလေးကျွန်တော်ယူတာဒါဆိုရင်သူ့ရဲ့ဒီပေါ့နော်ရရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရှင်သူရဲ့ HCI file ရဲ့ဘာရှိသေးလဲဆိုလို့ရှိရင်first ပေါ့နော်ဒီကောင်လေးကကျတော့ကျွန်တော်တို့ဒီဘာလဲလဲဆိုရင် HCI file ကိုဟိုဘက်တစ်ပဲလဲလိုက်တာပေါ့နော်လဲလိုက်တဲ့ခါကျရင်ပုံစံလေးလည်းပြောင်းသွားပြီကောင်းလေးလည်းပြောင်းသွားပြီပေါ့နော်ကျွန်တော်တော့မလဲပဲနဲ့အရင်ကျွန်တော်ချိန်ထားတဲ့ပုံစံလေးတိုင်းပဲကျွန်တော်ယူထားမယ်ပြီးလို့ရှိရင်သူ့ရဲ့ဘာရှိမလဲဆိုရင် sky color ပေါ့နော် sky color ကိုဒီမှာ temperature နဲ့သွားလို့ရတယ်ဒါဆိုရင်ကျွန်တော်ကနန်းဒီကရိုက်ထည့်လိုက်တာနဲ့ဒီမှာပြောင်းသွားမှာပေါ့နော်ကျွန်တော်ဒါဆိုရင်ဟိုဟာဘက်ကိုတွားရင်ဟိုဟာတဲ့ဘက်ကိုပြီးတော့ကာလာလေးကိုပြီးတယ်ဒီဒါဆိုရှင်ဘူကာလာဘက်ကိုပြီးတယ်ပေါ့နော်အဲ့တော့ဒီမှာတော့6500ကdefault ပေါ့နော်တော့ဆက်ဒီဟာလေးကိုမပြင်ဘူးပေါ့နော် sky color လည်းဒီမှာ color မှာချိန်လို့ရတယ်ပေါ့နော် okay ပေါ့နော်ကျွန်တော်ဒီ sun ကိုဖွင့်လိုက်လို့ရှိရင်ဒီ sun ကတော့ဒီပေါ့နော်ပို့ပြီးတော့ဒီပေါ့နော် HCI file ရဲ့ဒီ lighting ကိုပို့ပြီးအားဖြည့်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ HCI file ရဲ့ဒီ same time ဒီပေါ့နော်ထားမလားဒီကိုယ့်အကိုဒီ sun ကိုတီးတန်းပြန်ပြီးတော့ဒီထိုးမလားဆိုတော့ပြောယူလို့ရတယ်ပေါ့နော်ဒီမှာတော့ HCI file အနောက်ကိုထားတာလည်းကောင်းတယ်ပေါ့နော်ကျွန်တော်လည်း sun ကိုပိတ်လိုက်မယ်ဘာဖြစ်လို့ဆိုတော့ဒီ soft ဖြစ်တဲ့ item လေးရချင်တဲ့အတွက်ကျွန်တော်ဒီ HCI file တဲ့ပဲထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ
ဘာတွေရှိတယ်ဆိုရင်ကျွန်တော်မြူလေးတွေဘာတွေနည်းနည်းထည့်လို့ရတယ်ပေါ့နော်အဲဆိုမိုးရဗီဇအချိန်တွေပါဆိုဒီရှိရတဲ့မြူလေးထည့်လို့ရတယ်မြူရတာဆိုလို့ရှိရင် high ပေါ့နော်မြူရဲ့ဒီပြီးလို့ရှိရင်ဒီကောင်တော့အနေညာလေးပေါ့နော်အဲ့လိုလဲရတယ်ဒါလေတိုက်တာတွေပါထည့်လို့ရတယ်ပေါ့နော်ဒါဆိုမိုးရွာတာတွေထည့်လို့ရတယ်โอเคအဲ့ဆိုရင်ဒီလိုပုံစံလေးရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် lighting လေးကိုကျွန်တော်ချိန်မယ်ပေါ့ဘယ်လိုလေးရမလဲဆိုပုံမှာချိန်မယ်ကျွန်တော်တို့ဒီမှာဆိုရှင်လည်း update တွေတော့ပြန်လုပ်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ update မလုပ်လို့ရှိရင်ကိုကဒီ sync ကိုပြန်နှိပ်လိုက်လို့ရှိရင်အရင်ကို update မလုပ်ခင်ကဒီ sync တိုင်းဖြစ်သွားလို့ရှိရင်ကိုချိန်ထားတဲ့ setting တွေကအကုန်လုံးဒီပေါ့နော်မရတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီလိုချိန်ပြီးပဲသွားမလဲဆိုရင် effect ထဲကိုသွားမယ်ပေါ့နော် effect မှာဆိုလို့ရှိရင်ဘာရှိလဲဆိုရင်ဒီဟာလေးတွေဒီကောင်လေးရှိရပေါ့နော်ဒါတော့ပြီးမှကျွန်တော်ကစားမယ်အဲ့တော့ကျွန်တော်တို့ဒီမှာခုနကဒီမှာဆိုလို့ရှိရင် auto exposure ကိုကျွန်တော်ပိတ်ခဲ့ရပေါ့နော်ဒီမှာလည်းပိတ်ထားတယ်ပေါ့နော်သူက auto ဆိုလို့ရှိရင်သူက auto လုပ်ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပိတ်ပြီးတော့ကိုကြိုက်တယ်လို့နဲ့ဟိုချိန်လို့ရတယ်ပေါ့နော် exposure ကိုချိန်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာhighlight ပေါ့နော် highlight အရင်ဖြစ်နေတယ်ဆိုရင်တင်လို့ရတယ်ပြီးလို့ရှိရင် shadow ပေါ့နော် shadow ကိုကျွန်တော် shadow အရင် soft ဖြစ်တာကြိုက်လားဒီပေါ့နော်အရင်ကြီး contrast ဖြစ်တာကြိုက်လားအဲ့ဒါကိုနည်းနည်းကစားလို့ရတယ်ပေါ့နော်ပြင် contrast ပေါ့နော်ဒါဆိုရင် contrast အရင်ဖြစ်တယ် contrast နည်းပေါ့နော်အဲ့လိုမျိုးဒီထည့်လို့ရတယ် highlight ဆိုရင်ကျွန်တော်တို့ဒီအရင်ကြီး highlight ဖြစ်နေရင်ပြောလို့ရတယ်ပေါ့နော်ပြီး shadow ဆိုရင် shadow တီးတန့်ကိုကျွန်တော်တို့ကစားလို့ရတယ်ဒီပေါ့နော်ဒီမှာ white balance ကစားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ့်ရဲ့ file ကအရင်ကြီးဝါနေတယ်ဆိုလို့ရှိရင်ဒီဘက်ကိုအပြာဘက်ကိုနည်းနည်းတွားလိုက်တာနဲ့ကျွန်တော်ဒီကိုယ့်ရဲ့ဝါနာလေးတွေကကြော့ကျသွားပြီးတော့ကိုယ်အရင်ပြနေဆိုရင်ဝါဖို့တိုးလိုက်တာနဲ့ဒီပေါ့နော်အပြာတွေကအရင်ကြော့ကျသွားမယ်အဲ့လိုမျိုးတွေလည်းလုပ်ပြရတယ်ပေါ့နော်โอเคအဲဆိုတော့နည်းနည်းဟိုဝါတွေနည်းနည်းဒါဆိုရင်ဒီလိုပုံစံလေးတွေရတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့က lighting ကိုကျွန်တော်ဒီ exposure နဲ့ကျွန်တော်တို့ဒီမှာထိမယ်ပေါ့နော်ကိုယ့်ရဲ့ဟာလေးကနည်းနည်းလေးမှာများမလားဆိုတာလေးကိုဒီ exposure ကိုအားပြီးတော့ကျွန်တော်တို့ဒီမှာပြင်ဆက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဒီမှာ lighting လေးတွေကသူရဲ့ဒီပေါ့နော် contrast လေးတွေဖြစ်နေတယ်သူရဲ့ပေါ့နော်အရေးကြမယ့်နေရာမှာအရေး shadow ကြနေမယ့် shadow လေးပေါ့နော်ဒီ lighting ကြမယ့် lighting လေးဒီကျွန်တော်တို့ဒါမျိုးလေးတွေဖြစ်ပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာပေါ့နော်ကျွန်တော်ဒီပေါ့အထဲမှာကျွန်တော် lighting လေးတွေကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ဒီတန်းဗီဒီယိုလုပ်ပြီးတော့ကျွန်တော်ထည့်ပြရမယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဘာကိုအဓိကပြောချင်တာလဲဆိုရင်ဒီ exposure လေးတွေဒီလိုသုံးလို့ရတယ်ဆိုတာဟာလေဒီ lighting စစ်တဲ့အားလေးကိုကျွန်တော်အဓိကပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဘိုင်လေးကိုတူတူကြိုက်ပြီးလုံးဝဒီပေါ့နော်အဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့ခုနကဒီပေါ့နော် display တွေကနေမှာဒီကျွန်တော် play ဒီပေါ့နော် play move လေးကိုဖြုတ်ပြီးတော့ကျွန်တော်ဒါဒီမျိုးလေးကြည့်လို့ရတယ်ပေါ့နော် okay အဲ့ဆိုရှင်တော့ကျွန်တော်တို့ဒီglaze move လေးကိုဖြုတ်လိုက်တာ ਨੇ ဒီလိုပေါ့နော် material လေးနဲ့ဒီလပပကျွန်တော်ဒီ lighting လေးထွက်လာမှာပေါ့အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဘာတွေပြန်ပြီးတော့နည်းနည်းပြန်ဘောနော်ကစားလို့ရလဲဆိုရင်ဒီ exposure လေးတွေတော့ကျွန်တော်တို့ထပ်ပြီးတော့နည်းနည်းချိန်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဘောနော်သူ့ရဲ့ဒီပေါ့style လေးတွေထပ်ပြီးတော့ဒီမှာထည့်လို့ရတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်နည်းနည်းကိုယ့်ရဲ့ style နဲ့ လိုက်ဖက်ပြီးတော့အဲ့လိုမျိုးလေးထည့်ပြီးလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်လောလောဆယ်တော့မထည့်ဘူးပေါ့နော်ဒီဒါလေးတွေမတုံသေးဘူးပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ပေါ့နော်ဒီအခုဒီကလေးဒီ runner လေးကိုသုံးပြီးတော့ကျွန်တော် lighting လေးတွေဘယ်လိုဆက်မလဲဘယ်လိုချိန်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့ပြောချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒါတက်ကိုပို့ပြီးတော့level တစ်ဆင့်မြင့်တဲ့ပုံစံလေးကိုကျွန်တော်ထပ်သွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကြည့်ရှုနေတဲ့ဗီဒီယိုများကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်ဟုတ်ကဲ့ပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်လိုအပ်တဲ့ဟာများဒီပေါ့နော်လိုအပ်ချက်လေးတွေပါရှိလို့ရှိရင်လည်းနားလည်သိခံပေးကြပါလိုအပ်တာများပေါ့နော်တီးချင်တာဒီပေါ့နော်ထပ်ပြီးတော့ပြောပြစင်တာရှိရင်လည်း comment လေးတွေပေးကြဖို့ပြောလိုက်ပါတယ်ဟုတ်ကဲ့
ဒီနေ့ကတော့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုနဲ့ကျွန်တော်ပြန်တွေ့ကြပါမယ်